ကိုယ့်အနေနဲ့ဘွဲတစ်ခုတော့ရပြီးသွားပြီဒါပေမဲ့ရှစ်ဆက်ပါဆက်ပြီးလုပ်ရမှန်းမသိဘဲနဲ့လမ်းပြောင်းနေတဲ့လူလားဒါမှမဟုတ်လို့ရှိရင်အခုလက်ရှိကိုလုံနေတဲ့အလုပ်ပြင်ကိုမှနောက်ထပ်အပိုဝင်ငွေတစ်ခုကိုယ့်အတွက်အမှန်တကယ်လိုအပ်နေတဲ့သူလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ပါပဲမိတ်ဆွေတို့အားလုံးသိကြတဲ့အတိုင်းပဲအခုခေတ်ကကျွန်တော်တို့ဒီဘွဲလက်မှတ်တစ်ခုတည်းနဲ့အလုပ်ကိုင်တွေကိုရှာဖွေဖို့တိတ်ပြီးတော့မလွယ်ကူတော့ဘူးပေါ့နော်ဒီ company တွေဆိုလို့ရှိရင်ဒီဘွဲလက်မှတ်အပြင်ကိုမှလက်တွေ့အသုံးချနိုင်တဲ့ skill တစ်ခုခုကိုတောင်းဆိုလာကြတယ်မိတ်ဆွေတို့အားလုံးသတိထားကြည့်မိမလားတော့မသိဘူးလက်ရှိမြန်မာနိုင်ငံရဲ့ဒီအလုပ်ကိုင်ရှာဖွေဈေးကွက်မှာဆိုလို့ရှိရင်ဒီကျွန်တော်တို့ company တိုင်းလုပ်ငန်းတိုင်းကနေပြီးတော့အပြိုင်ဆိုင်ခေါ်နေကြတဲ့ in demand skill တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် digital marketing skill ပဲဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့မိတ်ဆွေစဉ်းစားကြည့်ဒီအင်ကြီးရောင်းတဲ့ဆိုင်ရစလို့ပေါ့နော်တခြားသောကျွန်တော်တို့စားတောက်ကုန်လုပ်ငန်းတွေပရီဘောကရောင်းဝယ်ရေးလုပ်ငန်းတွေနောက်ပြီးတော့အင်ချင်မြေရောင်းဝယ်ရေးလုပ်ငန်းတွေကားရောင်းဝယ်ရေးအဆုံးပေါ့လုပ်ငန်းအားလုံးကဒါ online ပေါ်မှာအရောင်းဝယ်တွေလုပ်လာကြတယ်အဲ့တော့ဒီလုပ်ငန်းတွေအတွက် online မှာဒါ Facebook page တွေကိုကင်တွယ်ပေးဖို့နောက်ပြီးတော့ဒါ content တွေဖန်တီးဖို့ပြီးလို့ရှိရင် customer တွေနဲ့ဒါ communication တည်ဆောက်ဖို့အဲ့လိုမျိုးကျွမ်းကျင်တဲ့ skill ရှိတဲ့လူတွေလိုအပ်လာကြတယ်ဒီနေရာမှာ demand အရန်များပြီးတော့ဒီ supply ကကြတော့တိတ်ပြီးတော့အဲ့ demand ကိုပြည့်မီအောင်ဖြည့်ဆည်းနိုင်ဘူးပေါ့နော်အဲကြောင့်မလို့ကိုကဒါဒီ digital marketing skill ကိုတက်ကျွမ်းထားမယ်သင်ယူထားမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အနာဂတ်မှာရောဒါအခွင့်အလမ်း၃ခုလောက်ကပွင့်လန်းသွားမယ်ပေါ့နော်အဲ့ဒီအနာဂတ်ခွင့်လန်း၃ခုကိုကျွန်တော်ဆက်ပြီးတော့ပြပြပေးသွားပါမယ်ပထမအဆုံးခွင့်လန်းအနေနဲ့ကျွန်တော်တို့မှာ digital marketing skill သာရှိထားမယ်ဆိုလို့ရှိရင်ဒါခိုင်မာတဲ့ career တစ်ခုကိုကျွန်တော်တို့တည်ဆောက်လို့ရသွားမယ်ဒီ company တွေမှာဆိုလို့ရှိရင် digital marketing expert တို့ social media expert တို့အဲ့လိုယာရုတွေနဲ့လစာကောင်းအလုပ်ကိုင်တွေကိုကျွန်တော်တို့လုပ်ကိုင်ခွင့်ရသွားမယ်ပေါ့နော်ဒုတိယချက်ကတော့ဒါကျွန်တော်တို့ site income လို့ခေါ်တဲ့အပိုဝင်ငွေတွေကိုဒါရှာဖွေလို့ရသွားမယ်ဥပမာကိုက digital marketing skill ရှိထားပြီဆိုလို့ရှိရင်ကိုကအိမ်မှာပဲနေဒါမှမဟုတ်တခြားចောင်းသားပဲဖြစ်ဖြစ်ចောင်းတက်နေရင်ပဲចောင်းအားလဲရမှာပဲဖြစ်ဖြစ်ကျွန်တော်တို့လုပ်ငန်းတွေရဲ့ page တွေကိုဒါစီမံခန့်ခွဲမှုတွေလုပ်ပေးရင်းနဲ့မှာပေါ့နော် manage လုပ်ပေးရင်းနဲ့မှာကျွန်တော်တို့ freelancer တယောက်အနေနဲ့နားလည်အောင်ပြောရင်ကျွန်တော်အလွတ်တန်းပညာရှင်တယောက်အနေနဲ့ဒါအပိုဝင်ငွေလေးကျွန်တော်တို့ရှာလို့ရသွားမယ်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ဒါ own business လို့ခေါ်တဲ့ကိုယ်ပိုင်လုပ်ငန်းတွေလုပ်တဲ့အခါမှာလည်းဒီ digital marketing skill ကဒါမရှိမဖြစ်လိုအပ်တဲ့အခြေခံအုတ်မြစ်ဒါဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကနောက်တစ်ချိန်မှာလုပ်ငန်းတွေလုပ်ဖို့ဆန္ဒရှိတယ်ဒါမှမဟုတ်ဒီ digital marketing skill တွေကိုအသုံးချပြီးတော့အရင်နည်းနဲ့ကိုယ်ပိုင်လုပ်ငန်းတွေတည်ထောင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကပြန်ပြီးတော့မှဒီ skill တွေကကိုယ့်ရဲ့လုပ်ငန်းမှာပြန်ပြီးအသုံးချလို့ရနေအောင်မှာဖြစ်ပါတယ်ဒီလိုခွင့်လန်းကောင်းတွေနဲ့ပြည့်နှက်နေတဲ့ digital marketing နယ်ပယ်တွေကိုကိုကဘာမှမသိသေးတဲ့အခြေခံကနေစပြီးတော့ဒီကျွန်တော်လက်တွေ့အသုံးချနိုင်တဲ့ professional တယောက်အဖြစ်ဒါကျွမ်းကျင်မှုကိုရရှိကျင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ရဲ့ ITEC ကနေပြီးတော့ဖွင့်လှစ်သင်ကြားပေးနေတဲ့ digital marketing class လေးကို join နိုင်ပါတယ်ဆိုလို့ရှိရင်လက်ရှိမှာဒီ digital marketing နဲ့ပတ်သက်တဲ့အတန်းလေး၃တန်းကိုဒါဖွင့်လှစ်ပေးထားပါတယ်ပထမတစ်ခုကတော့ဒါ digital marketing class ပေါ့เนาะသူကတော့ဒါကျွန်တော်တို့ပညာရဲ့အကုန်လုံးပါဝင်တဲ့ဒါ full course ပေါ့နော်အကုန်လုံးအပြည့်စုံထည့်သွင်းသင်ကြားပေးထားတဲ့ class တစ်ခုဖြစ်ပါတယ်နောက်ထပ်နံပါတ်2သင်တန်းကတော့ဒါ website အပိုင်းကိုပဲတီးတန့်ကိုကလေ့လာခြင်းနဲ့ website တစ်ခုတိစောက်ပြီးတော့မှ website ကနေဘယ်လိုဝင်ငွေရှာဖွေမလဲပြီးလို့ရှိရင် SEO SEM ဘိုင်းနေဒီ website မှာကျွန်တော်တို့ဒါ Google Ad တွေဘယ်လို run မလဲ analytics ဘယ်လိုလုပ်မလဲအစရှိသဖြင့် website နဲ့ပတ်သက်တဲ့အကြောင်းအရာဘောင်းစုံကိုပြည့်စုံသင်ကြားပေးထားတဲ့အတန်းလေးတစ်တန်းရှိပါတယ်အဲ့ဒီတန်းလေးတစ်တန်းရဲ့နောက်တစ်ခုကနံပါတ်3အတန်းအနေနဲ့ကတော့ကျွန်တော်တို့ဒါ social media အတန်းလေးပေါ့နော် social media management အတန်းလေးဖြစ်ပါတယ်အဲ့ဒီတန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ content writing ဘိုင်းနေနောက်ပြီးတော့ social media ဒီ platform တွေကိုကျွန်တော်တို့ manage လုပ်ကပုံစံလေးပေါ့နော်ဒါတွေအကုန်လုံးကိုပြည့်စုံနဲ့ကျွန်တော်တို့သင်ကြားပေးထားပါတယ်အဲ့တော့ကိုကနေပြီးတော့မှဒီသင်ခန်းစာဘောင်းစုံအကြောင်းအရာဘောင်းစုံကိုပြည့်စုံလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ digital marketing class ကို join လို့ရပါတယ်ဒါမှမဟုတ်ကိုက website အပိုင်းကိုပဲတီးတန့်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော် website အပိုင်းကိုတီးတန့်သင်ကြားပေးထားတဲ့ဒါ website strategy and creation ဆိုတဲ့ class လေးကိုကျွန်တော် join လို့ရပါတယ်အဲ့တော့ကိုက content တွေကိုပဲဖန်တီးခြင်းနဲ့နောက်ပြီးတော့မှဒီ customer တွေနဲ့ communication လုပ်ခြင်းနဲ့ပြီးလို့ရှိရင် social media platform တွေဖြစ်တဲ့ Facebook တို့ TikTok တို့ YouTube တို့ LinkedIn တို့ဒီလိုမျိုး social media platform တွေကိုပဲဦးစားပေးပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီကနေပြီးတော့ဗောနော်အဲဒီ platform တွေကနေကြော်ညာတွေဘယ်လို run မလဲကြော်ညာလို့ပြောတဲ့အခါမှာကျွန်တော် paid ad တွေပေါ့နော်ကျွန်တော်ဒီ boosting ပိုင်းတွေဒီဟာတွေကိုကျွန်တော်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်နံပါတ်3တန်းလေးဖြစ်တဲ့ social media management class လေးကိုကျွန်တော် join လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ career ကိုအစွမ်းကုန်မြင့်တင်ဖို့အတွက်ကျွန်တော်တို့မှာရှိပြီးသားဘွဲလက်မှတ်တွေနဲ့လက်တွေ့အသုံးချလို့ရမယ့် skill တွေကိုကျွန်တော်ထပ်ပြီးတော့ပေါင်းစပ်ဖို့လိုပါတယ်ဒီလိုပေါင်းစပ်ပြီးတော့မှကိုယ့်ရဲ့ career ကို development ဖြစ်ချင်တဲ့လူတွေကိုယ့်ရဲ့အားလတ်နေတဲ့အချိန်တွေကိုယ့်ရဲ့
ဒီအချိန်ကိုအကျိုးရှိအသုံးချပြီးတော့မှနောက်တစ်ဆင့် level up လုပ်ချင်တဲ့လူတွေကိုကျွန်တော်တို့ IDEC ကနေအများနဲ့ကြိုးဆိုနေလျက်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်